တို့ဌာနေတီစောမွန်လာရဲ့နေရာပြီးမိုင်းပေါ်ဧကရေလာတဲ့တင်မြစ်တာတရားကြီးမနိုင်သူပဲခုနပြည်တော်တပိစခါဖခင်ဆန္ဒသဘောတိုင်းသာနောယထာတွက်မိဖုရားဧကရေတပါအဆွေတော်ပေါင်းချေရနာပကံနေပြည်သူလိုင်းလို့အပါသာသနာပြုလုံးငယ်ဖြာဖြာမင်းတော်ယထာပါတော်မြေပါမနာလိုသူတွေများလို့သာမင်းတရားထခွင့်ပန်ကပြည်တော်တော့ပြန်နေရလေလားတို့ဌာနေတီစောမွန်လာရဲ့နေရာပြီးမိုင်းပေါ်ဧကရေလာတဲ့တင်မြစ်တာတရားကြီးမနိုင်သူပဲခုနပြည်တော်တပိစခါဖခင်ဆန္ဒသဘောတိုင်းသာနောယထာတွက်မိဖုရားဧကရေတပါအဆွေတော်ပေါင်းချေရနာပကံနေပြည်သူလိုင်းလို့အပါသာသနာပြုလုံးငယ်ဖြာဖြာမင်းတော်ယထာပါတော်မြေပါမနာလိုသူတွေများလို့သာမင်းတရားထခွင့်ပန်ကပြည်တော်တော့ပြန်နေရလေလားအတိတ်ဘဝကကြောင့်ဖန်လာပြည်တော်ပြန်ခဲ့စောမလာပန်းချောင်းမှာကွယ်တော်ကြတဲ့သစ္စာရှင်မလေးစောမလာအတိတ်ဘဝကကြောင့်ဖန်လာပြည်တော်ပြန်ခဲ့စောမလာပန်းချောင်းမှာကွယ်တော်ကြတဲ့သစ္စာရှင်မလေးစောမလာတရားအမကြီးစေရီတီသစ္စာပြုလို့ဒိဋ္ဌံဒီသာသနာတော်ကြီးကဘာတီတွေရွေးကွယ်တရောင်ချာချောင်းနဲ့ရွှေစာရန်ဘော်ကျူဖျားနဲ့ရှင်မွန်လာသေးသည်စောမွန်လာရဲ့တမိုင်းမော်ကုန်တီမြစ်တာရှင်မလေးစောမွန်လာဘုရားအမကြီးစောမွန်လာဆဲလေသူလေးစောမွန်လာမိုင်းဘောဒေဝီသမိုင်းအလားတဲ့တစ္ဆာရှင်မလေးစောမလာစောမလာအတိတ်နမိတ်ကောင်းနေနဲ့မွေးဖွားလာတဲ့ဆဲလန်သူလေးဖြစ်လေတော့ဘုံကန်ရှင်မင်းအနော်ယထာနဲ့ရေစက်ဆုံးပြီးစိတ်တူကိုယ်တူရွှေလက်တွဲကသာသနာပြုလုပ်ငန်းတွေဆောင်ရွက်ကြရင်မင်းကြီးအနာမှာအပါတော်မြေပေါ်ဒါကိုမနာလိုမုန်းပွားမိဖုရားမြတ်ကသီလစင်ကြယ်မှုကြောင့်နှတောင်းကရောင်ကြီးကွန်းတာစောမလာဆုံးမပါလို့မင်းကြီးရွှေနေတော်လျှောက်တာရဲတမအေးတာကြောင့်ဒီတော့ပြန်ဖို့အရေးခွင့်ပေးဖို့လျှောက်ထားရပြီပေါ့စိတ်တူကိုယ်တူရွှေလက်တွဲကသာသနာပြုခဲ့ကြတဲ့မင်းအနော်ယထာမတတ်တာဒီအစုံနှလုံးကြည်ကွင်းစွာခွင့်ပေးလို့ကားကြောင့်မလားစွာပြီးတော့ပြန်မရောက်ခဲ့ပြီမဲ့ဒါနသီလသမထဝိပဿနာဘာဝနာတို့ကိုပွားများပြီးသာသနာပြုခဲ့တဲ့စုကြီးပန်ထေရီမစောမလာမောရှတို့ဌာနေတီစောမလာရဲ့နေရာပြီးမိုင်းပေါ်ဧကရေလာတဲ့တင်မြစ်တာတရားကြီးမနိုင်သူပဲခုနပြည်တော်တပိစခါဖခင်ဆန္ဒသဘောတိုင်းသာနောယထာတွက်မိဖုရားဧကရေတပါအဆွေတော်ပေါင်းချေရနာပကံနေပြည်သူလိုင်းလို့အပါသာသနာပြုလုံးငယ်ဖြာဖြာမင်းတော်ယထာပါတော်မြေပါမနာလိုသူတွေများလို့သာမင်းတရားထခွင့်ပန်ကပြည်တော်တော့ပြန်နေရလေလားအတိတ်ဘဝကကြောင့်ဖန်လာ
ပြန်ခဲ့စောမလားပန်းချောင်းမှာခွင်တော်ကြတဲ့သစ္စာရှိမလေးစောမလားအတိတ်ဘဝကကြောင့်ပန်းလာပြီးတော့ပြန်ခဲ့စောမလားပန်းချောင်းမှာခွင်တော်ကြတဲ့သစ္စာရှိမလေးစောမလားတရားအမကြီးစေရီတီသစ္စာပြုလို့ဒိဋ္ဌံဒီသာသနာတော်ကြီးကဘာတီတရွေခွေတရောင်ချချောင်းနဲ့ရွှေစာရန်ဘောကျူဖျားနဲ့ရှင်မလာတွေဒီစောမလာရဲ့တမိုင်းမော်ကိုတီမြတ်တာရှင်မလေးစောမလာဘုရားအမကြီးစောမလာဆဲလေသူလေးစောမလာမိုင်းဘောဒီဝိတမိုင်းအလားတဲ့တစ္ဆာရှင်မလေးစောမလာမြတ်တာရှင်မလေးစောမလာဘုရားအမကြီးစောမလာဆဲလေသူလေးစောမလာမိုင်းဘောဒီဝိတမိုင်းအလားတဲ့တစ္ဆာရှင်မလေးစောမလာ